ဒီနေ့ကျင်းပပြုလုပ်တဲ့ဂုဏ်ထူးဆောင်ပါရဂူပွဲအာဏာကျင်းခမ်းနားကိုတက်ရောက်လာကြတဲ့ရန်ကုန်တက္ကသိုလ်မှတာဟာရအဖွဲ့ဝင်များနိုင်ငံတော်လုံခြုံရေးအေဂျင့်တာရေးကော်မရှင်အဖွဲ့ဝင်များပြည်တော်စုစစ်ပုဂ္ဂိုလ်များအစိမ့်တပ်မတော်ရရှိကြီးများရန်ကုန်ဒေသကြီးဝန်ကြီးချုပ်ဒုတိယဝန်ကြီးများပါမောက္ခကျူများအထူးဖိတ်ကြားထားတဲ့နိုင်ငံတကာတက္ကသိုလ်များကပါမောက္ခကျူများဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီးဆရာမကြီးများပါမောက္ခများဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်လန်းတဲ့ညီဒီဘွန်ရင်းသမင်ခမ်းမကြီးမှာကျွန်တော်ကိုဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူပွဲအနှင်းတဲ့အတွက်ဝါသာဂရုမဆုံးဖြစ်ရပါတယ်ကျွန်တော်အတွက်ဒါမကနိုင်ငံတော်ရဲ့အနာဂတ်ပညာရေးကဏ္ဍမြင့်တင်မှုမှာပဲအလွန်ပဲအရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်တယ်လို့လေးနက်စွာခံယူမိပါတယ်ဒါပြင်ကျွန်တော်အနေနဲ့ဂုဏ်ထူးဆောင်ပါရဂူပွဲနဲ့တူအနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာပုံမတာဝန်ရှိလာတယ်လို့လည်းခံယူမိပါတယ်အနာဂတ်နိုင်ငံခရီးလမ်းအတွက်ခွန်အားတစ်ခုလည်းဖြစ်ပါတယ်1922ခုနှစ်ကနေ2020ပြည့်နှစ်အထိဒီဘွယ်နင်းသဘင်ခမ်းမာထဲမှာရဟန်းတော်များနိုင်ငံရခြားမှခေါင်းဆောင်များလူပုဂ္ဂိုလ်များအပါအဝင်စုစုပေါင်း82ဦးကိုဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီးချီးမြှင့်ခဲ့တဲ့ဘွဲ့တွေဟာဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့တွေဖြစ်တယ်ဆိုတာသိရပါတယ်ယဟန်တန်ဃာများဖြစ်တဲ့ဧကမပါတိတဗဒ္ဒတသီလနန္ဒာဘိဝန္တဗဒ္ဒန္တမာရာဘိဝန္တနဲ့ဗဒ္ဒတယန္တိတရတို့ကိုလည်းဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့တွေကိုချီးမြှင့်ခဲ့ပြီးနိုင်ငံတကာခေါင်းဆောင်များဖြစ်တဲ့ယူဂိုစလာဗီးယားနိုင်ငံသမ္မတမာရှယ်တီတိုနဲ့ဗီယက်နမ်သမ္မတဟူချီမင်းတို့ကိုဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့တွေချီးမြှင့်ခဲ့တယ်လို့သိရပါတယ်ယခု2026ခုနှစ်မှာ106နှစ်ပြည့်မြောက်ပြီဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ကြီးကကျွန်တော်ကိုပထမဆုံးသောဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့အန်ရင်းချင်းခံရတဲ့အတွက်အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါတယ်ကျွန်တော်အနေနဲ့ဒီတက္ကသိုလ်ကြီးမှာ1982 83ခုနှစ်ကာလကဥပဒေပညာဘာသာရပ်အဓိကအဖြစ်တည်ယူခဲ့တာအမှားရမိနေပါတယ်1982ခုနှစ်ပရမနိဒေနသက်စင်ကရာမညအဆောင်မှာဖြစ်ပါတယ်ဒုတိယနှစ်မှာတော့ဝိဇ္ဇာဌာနဘက်ကိုတက်ရပြီး1984ခုနှစ်ဇန်နဝါရီလမှာစစ်တပ်ကတူဘုံလုံးတင်တန်းကိုပြောင်းရွှေ့တက်ခါတာဖြစ်ပါတယ်စင်လန်သားရဆိုပြီးလှပတဲ့ခန်းကောင်ပေများစေရနာအပြည့်ခွန်မဆိုင်ထုတ်ပြီးတင် जा ပေးတဲ့ဆရာဆရာမများကျောင်းတက်ဖော်များနဲ့တက္ကသိုလ်စာကြည့်တိုက်ကျူကိုလည်းဒီတိတရရှိပါတယ်အလားတူပဲအမတ်တက္ကသိုလ်လေ့ကျင့်ရေးတက်နံပါတ်1 UDC မှာတင်တန်းတပ်ဖွဲ့ဝင်အနေနဲ့1982 83ကာလများအတွင်းတမရသားဘဝအစပြုခဲ့ရတာကိုလည်းသတိရမိပါတယ်1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ရာပြည့်ကျော်လာတဲ့ရန်ကုန်တက္ကသိုလ်ကြီးဟာနိုင်ငံတော်ရဲ့တမိုင်းစင်လာကောင်းတဲ့အဖိုးမဖြတ်နိုင်တဲ့ပညာရေးအမွေအနှစ်တစ်ခုဖြစ်ပါတယ်။တမန်တလျှောက်မှာရန်ကုန်တက္ကသိုလ်ဟာအရှိတောင်အာရှရဲ့အဆင့်မြင့်ဆုံးနဲ့ဂုဏ်ရှိဆုံးတက္ကသိုလ်တစ်ခုဖြစ်ထင်ရှားကျော်ကြားခဲ့တာလည်းဖြစ်ပါတယ်။ပညာရေးဆိုင်ရာတမကမြန်မာလူလိုက်ကျိုးပမှုတမိုင်းရဲ့ဒရေတီယာနဲ့မျိုးကြီးစိတ်ဓာတ်တွေရှင်သန်ထက်မဲ့ရာနေရာတစ်ခုလည်းဖြစ်ခဲ့တယ်လို့နိုင်ငံခေါင်းဆောင်များစွာကိုလည်းမွေးထုတ်ပေးခဲ့တဲ့တက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။မြေသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအပါဝင်လူလိုက်ကျိုးပမှုတမိုင်းတစ်လျှောက်မှာထင်ရှားခဲ့တဲ့ခေါင်းဆောင်ကြီးများနဲ့ပညာရှင်ကြီးတွေဟာ
ရန်ကုန်တက္ကသိုလ်ကြီးကမုတ်ထုတ်ပေးလိုက်တဲ့ပညာရတနာတွေပဲဖြစ်ပါတယ်ထို့တူနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးစီးပွားရေးလူမှုရေးနိုင်ငံရေးခန္ဓာအသီးသီးမှာအသိပညာအတတ်ပညာရှင်တွေကလည်းအမိတက္ကသိုလ်ရဲ့လေ့ကျင့်သင်ကြားပေးမှုတွေတဲ့တူနိုင်ငံတော်ရဲ့တာဝန်တွေကိုကြာရခန္ဓာကနေကျေးပိုးစားထမ်းဆောင်နေကြတာဖြစ်ပါတယ်